2026 ခုနှစ်အတွက်လေ့လာသင့်တဲ့ပညာရပ်5ခုကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒုတိယချက်ဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာ5ခုကိုမပြောခင်မှာကျွန်တော်ပထမဆုံးအနေနဲ့ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အနာဂတ်အတွက်ဝင်ငွေကောင်းကောင်းတစ်ခုတိစောက်ခြင်းနဲ့brand တစ်ခုတိစောက်ခြင်းနဲ့ဆိုရင်ကိုယ်ပိုင် brand တစ်ခုတိစောက်ခြင်းတာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံဖို့အတွက်ကတော့ငွေကြေးတွေမဟုတ်ပါဘူးပညာရပ်ဖြစ်ပါတယ်ဆိုတော့ကဒီပညာရပ်တွေလေ့လာထားမယ်ဆိုရင်အနာဂတ်မှာမိတ်ဆွေကကျွန်တော်တို့နေရာတစ်ခုမှာရောက်ရှိမှာသိကြပါတယ်ကျွန်တော်အာမခံပါတယ်ဆိုတော့ဒီပညာရပ်5ခုကိုအကောင်းဆုံးအနေနဲ့တင်ယူလေ့လာထားမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝကအများကြီးရလဒ်တွေအများကြီးရရှိမှာဖြစ်ပါတယ်ကဲစလိုက်ရအောင်နော်ဟုတ်ပြီနံပါတ်1အချက်ကျွန်တော်တို့ AI နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုလေ့လာရမယ်2026ခုနှစ်ဟာAI ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုအပြည့်အဝစီးဝင်လာတယ်ဘာကြောင့်လဲဆိုတော့ AI ကဘယ်လိုအတုံးချရမလဲဆိုတာကိုတီထားတင်ုံမကဘဲနဲ့ကျွန်တော်တို့ရဲ့ AI module တွေ AI agent တွေဘယ်လိုဖန်တီးမလဲဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ပညာရပ်တွေဟာအဖို့တန်တဲ့ပညာရပ်တစ်ခုဖြစ်တယ် wallet တွေတုံးလာတယ်digital platform တွေများလာတယ်ဆိုတော့ဒီ digital platform တွေများလာတဲ့အမြကျွန်တော်တို့ရဲ့ data အချက်လက်တွေကိုလုံခြုံရေးက data အချက်လက်တွေရဲ့လုံခြုံရေးကိုအရေးပေးလာရပါတယ်ဆိုတော့ဒီလုံခြုံရေးကဏ္ဍတွေကိုအရေးပေးလာတဲ့အတွက်ကျွန်တော်တို့ company ကြီးတွေမကပဲလူတဦးတယောက်ချင်းစီရဲ့ data တွေအချက်လက်တွေကိုမပေါက်ကြားဖို့အတွက်ကကျွန်တော်တို့က cyber security ဆိုတဲ့ဘာသာရပ်ကိုလေ့လာထားဖို့လိုတယ် cyber security ဆိုတဲ့ဘာသာရပ်က2026မှာအစမတန်လိုအပ်လာမှာဖြစ်ပါတယ်ကုမ္ပဏီအတီးတီးရပဲဖြစ်စေနယ်ပယ်အတီးတီးရပဲဖြစ်စေဒီအလုပ်ကအခွင့်အလမ်းတွေပိုများလာဖို့ကျွန်တော်မျှော်လင့်နေဘာကြောင့်လဲဆိုတော့ cyber security နဲ့ပတ်သက်ပြီးတော့ဘာသာရပ်ကိုနံပါတ်2အနေနဲ့လေ့လာဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ဟုတ်ပြီနံပါတ်3ကတော့ကျွန်တော်တို့renewable energy and technology ပေါ့ဒါကတော့ကျွန်တော်တို့ကဘာကြီးကပူနွေးလာတာနဲ့အမျှကျွန်တော်တို့လူမှုနေထိုင်မှုတွေကအမျိုးမျိုးပြောင်းလဲလာတယ်ဆိုတော့ဒီလိုပြောင်းလဲလာတာနဲ့အမျှကျွန်တော်တို့ကဒီခုဆိုရင် EV ကားတွေတွင်းနေကြကြတုံးလာတယ်digital နဲ့ပတ်သက်တဲ့ကျွန်တော် digital နဲ့ပတ်သက်တဲ့ platform တွေကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းကျန်းမာရေးတွေအတွက်ကလည်းလေ့လာဖို့လိုတယ်ကျွန်တော်တို့ကကဘာကြီးတိုးတက်လာတယ်လို့ကျွန်တော်တို့ရဲ့လူမှုဘဝတွေကလည်းတိုးတက်ပြောင်းလဲလာတယ်နှိမ့်မြင်ညာပြောက်ဆိုတဲ့သဘောတရားပေါ့ဗျာပြောရရင်တော့အခုမြင်နေခဏနေပျောက်ကွယ်သွားမယ်ဆိုတော့ဒီဘာသာရပ်ကိုလေ့လာထားဖို့အတွက်ကလည်းကျွန်တော်တို့ကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လုပ်ရမယ်digital market digital platform တွေကိုအသုံးပြုတယ်ဆိုပေမဲ့ digital နဲ့ပတ်သက်တဲ့ကျန်းမာရေးရှိရယ်ကိုယ့်ရဲ့ body နဲ့ပတ်သက်တဲ့ကျန်းမာရေးတွေရှိမယ်ဒါတွေကိုလည်းနံပါတ်4အချက်မှာကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတယ်ဟုတ်ပြီနံပါတ်5ကတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင် brand တွေကိုယ်ပိုင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် brand တွေ handmade တွေကိုထုတ်ဖို့အတွက်ကmarketing နဲ့ပတ်သက်တဲ့ strategy တွေလိုတယ်ဆိုတော့အကြောင်းအရာနဲ့ဖန်တီးမှုတွေကိုယ်ပိုင်မှတ်တစိတ်တွေတိစောက်ခြင်းအတွက်ကဘာတွေလိုအပ်မလဲဆိုတော့ကဘာကတိအောင်ချပြနိုင်ဖို့အတွက် digital platform တွေတိစောက်ဖို့လိုတယ် digital marketing ဆိုတဲ့ပညာရပ်တွေကိုလေ့လာဖို့လိုတယ်လူသားတွေရဲ့ဖန်တီးမှုဟာပိုပြီးတော့တိုးတက်လာတယ်AI ခေတ်လက်ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ digital platform တွေ digital marketing တွေကကဘာကိုချပြဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့အိမ်ကနေပြီးတော့app တစ်ခုဖန်တီးပြီးတော့ကျွန်တော်တို့ရဲ့ website မှာပဲဖြစ်ဖြစ် application တစ်ခုမှာပဲဖြစ်ဖြစ်ဈေးရောက်တာပဲဖြစ်ဖြစ်ဘယ်လိုပြောမလို့ကိုယ့်ရဲ့အရေးချင်းတွေကိုချပြဖို့အတွက်ကဒီ digital marketing ကိုလေ့လာထားဖို့လည်းလိုတယ်ဆိုတော့အကောင်းဆုံးညီကုန်းချုပ်တွေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကလောကကြီးမှာအမြဲပြောင်းလဲနေတာဖြစ်တဲ့အတွက်ဒီပြောင်းလဲမှုတွေကိုအမိလိုက်နိုင်ဖို့ကတင်ယူလေ့လာဖို့လိုတယ်တင်ယူလေ့လာဖို့အတွက်တော့အခွင့်အလမ်းတွေအများကြီးရှိနေမှာပါဆိုတော့မင်းရဲ့အနာဂတ်မင်းရဲ့အနာဂတ်ငါရဲ့အနာဂတ်တင်းရဲ့အနာဂတ်တွေကိုပြောင်းလဲဖို့အတွက်က
ကျွန်တော်ရဲ့လက်ထဲမှာကျွန်တော်ပြောင်းလဲဖို့အတွက်ကကျွန်တော်ရဲ့လက်ထဲမှာရှိတယ်လို့မိတ်ဆွေရဲ့ပြောင်းလဲဖို့အတွက်ကလည်းမိတ်ဆွေရဲ့လက်ထဲမှာရှိတယ်ဒီနေ့ကစပြီးတော့ကျွန်တော်ဗီဒီယိုကိုဟလာကြည့်ပေးတဲ့တယောက်ရှိနေတာကိုလည်းကျေးဇူးတင်တယ်ပြီးတော့ဘဝကြီးကိုဟလာယာဒီဥရုတွေပြောင်းလဲတယ်လို့ကိုယ့်ရဲ့ဘဝကိုလည်းတစ်ဆင့်ချင်းပြောင်းလဲဖို့လိုအပ်ပါတယ် အားလုံးပဲမင်္ဂလာပါ AI နီးပြနဲ့ဘဝနေထိုင်မှုများအကြောင်းပုံမလေးနဲ့စွာသိချင်ရင်တော့ဒီအကောင့်ကို follow လုပ်ပေးဖို့မမေ့နဲ့နော်